ကလာပါခင်ဗျာဒီနေ့ကျွန်တော်မူအေးနဲ့စိတ်ချီကားလေးချက်ပြပါမယ်ခင်ဗျာစိတ်သားလေးကိုရေစီးထားပါတယ်ကလီစာနဲ့အသားနဲ့ပါပါတယ်ခင်ဗျာလက်လက်ဆောက်ချီအနုဖမ်းထားတာပါတယ်နောက်ကျွန်တော်တို့ဒီမှာချက်တုံနီနဲ့ချက်တုံဖြူပါပါတယ်ပြီးရင်ကျွန်တော်ချကနေမှအရွက်အစုံလေးပါပါတယ်ကျန်းကျွတ်ပြီးပါပါတယ်ခင်ဗျာရှောင်းလူရွက်ရဲ့ညုတ်ပြီးစိရဲ့အစားချက်ပါပြီခင်ဗျာဒီနည်းနည်းလေးထည့်ပါမယ်စီတီတဲ့ခါတော့ကျွတ်တော့အဖြူနီထည့်ပါပြီခင်ဗျာဥဝင်နေကိုဒီကျွတ်တော့နေဖြူကိုရွှေအောင်တန်းထိကျွန်တော်လှော်ထားပါတယ်မွေးထိပေါ့နော်ဒါပြီးကျွန်တော်တို့ဒီမှာဆက်တာတဲ့ဆပ်လာတွေတော့ထည့်ပါဒီစိတ်ချီအနုတွေကိုကျွန်တော်အနုခန်းထားတဲ့ချီရေဖြောလာပါတယ်ထည့်လာပါပြီကျွန်တော်တို့ရတာမွေးထိကိုကျွန်တော်လှော်ထားပါတယ်စီတတ်တဲ့စာရေးဆက်တာတဲ့စာရေးကျွန်တော်ထည့်ပြီးတော့ချီးလေးထည့်ပြီးတော့ပေးထားတဲ့အနေထားရောက်ပြီဆိုရင်ကျွန်တော်ဒီမှာပြည်ထားတဲ့ကလီစာတွေအသားတွေထည့်ပါပြီခင်ဗျာ15မိနစ်လောက်ဒီထည့်ပြီးတော့နှက်ပါပြီခင်ဗျာ15မိနစ်ပြည့်သွားပါပြီခင်ဗျာပြီးသွားတော့ကျွန်တော်ဟင်းရွက်တွေချဖို့တောဟင်းတွေချဖို့ဒီမှာကျွန်တော်ဟင်းရွက်တွေပြင်ထားပါတယ်ခင်ဗျာဆန်နဲ့လို့ရှောင်းမှုရွက်လို့ပါခင်ဗျကျွန်တော်ကလာပေးစမှာပါတယ်ခင်ဗျရွက်စုံမယ်ပြီးတော့ကျွန်တော်ဥဘက်ကိုကျွန်တော်သွားမယ်ဒီမှာကျွန်တော်ချကနေ ready ဖြစ်ပါပါခင်ဗျာကျွန်တော်ဒီမှာအတီးတွေရုပ်ကြီးတွေထည့်ပါပြီခင်ဗျာအပီရတဲ့ဆိုရွက်တွေထည့်ပါပြီခင်ဗျာဟင်းပွဲရဲ့အပေါ်ငံကိုကျွန်တော်မြည်ကြည့်ပါမယ်ခင်ဗျာမုံကြီးရဲ့စိတ်ကြီးကစားလို့ရပါပြီခင်ဗျာโอเคကျွန်တော်စိတ်ကြီးကလေးကြောက်ပါပြီတောင်းဆောင်မယ်ခင်ဗျာကဲပူလာလေးနဲ့ရွှာလိုက်ပါဦးမယ်ခင်ဗျာစားကြပါဦးခင်ဗျာမွေးနဲ့ပူလာလေးနဲ့ဘီယာလေးလည်းရတော့နော်